မြန်မာနိုင်ငံရဲ့ပထမဦးဆုံးမြန်မာဇာတ်လမ်းတွေကြည့်ပြီးတော့ကန်ဆမ်းမဲကန်ထူးကန်ကောင်းဝင်ရမယ်အခွင့်အရေးကြီးလာပါပြီတောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ကစီစဉ်တင်ဆက်တဲ့လိုတရာဆိုတဲ့မြန်မာဇာတ်လမ်းတွေကိုအပတ်စဉ်စနေတနင်္ဂနွေနေ့နဲ့တနင်္လာနေ့တိုင်းညနေ9:00 နာရီခွဲကနေ6:00 နာရီထိ MRTV4 ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသတော့မှာဖြစ်ကြောင်းသတင်းကောင်းပါကြပါတယ်ဒီပြောစရာကောင်းတဲ့လိုတရာဆိုတဲ့ဇာတ်လမ်းတွေထဲမှာရှင်မွေလာတီဗီကျော်ဦးကျော်ထူးမအိုင်ရစ်လေးဘီဦးတူရီယာနဲ့ရွှေကိန်နရီတို့ကပါဝင်အားဖြင့်ပြုတ်ဆောင်ထားတာဖြစ်ပါတယ်ခင်ဗျဒီလိုတရဆိုတဲ့ဇလန်တွေကိုကြည့်ရှုအားပေးတဲ့ပရိသတ်တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့တောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ကနေညံစမ်းပဟေဒီနဲ့ကန်စမ်းတဲ့အစီအစဉ်ကိုထည့်သွင်းကျင်းပမှာဖြစ်ကြောင်းသတင်းကောင်းပါကြပါတယ်လိုတရဇလန်တွေကိုစနေတနင်္ဂနွေတနင်္လာနေ့ညမှာပြသပြီးအပတ်စဉ်တနင်္လာနေ့တိုင်းမှာမိကွန်းများကိုမေးမြန်းသွားမှာဖြစ်ပါတယ်တနင်္လာနေ့ဇလန်ပြသပြီးချိန်ညနေ6:00 နာရီမှည10:00 နာရီအတွင်းသာအဖြေလွှာများကိုလက်ခံသွားမှာဖြစ်ပါတယ်။တမတ်ချိန်ထက်စောခြင်းသို့မဟုတ်နောက်ကျခြင်းများကိုထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။အဖြေမှန်နဲ့စွရရှိသူများကိုအပတ်စဉ်စနေနေ့တိုင်းမှာ MRTV4 ရုပ်သံလိုင်းနဲ့တောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ရဲ့ Facebook Page များမှာတရားဝင်ပြန်လည်ကြေညာပေးသွားမှာဖြစ်ပါတယ်။အပတ်စဉ်ညံစမ်းပဟေလိစုများအနေနဲ့ပထမဦးဆုံးအဖြေမှန်ကိုဖြေဆိုနိုင်သူတဦးကိုသာတောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ကနေထုတ်လုပ်ဖြတ်ချီတဲ့ကုန်ပစ္စည်းတွေကမှကျပ်သိန်း20တန်ဝယ်ယူခွင့် cashback coupon ကိုရရှိမှာဖြစ်ပါတယ်။အပတ်စဉ်ညံစမ်းစုများအနေနဲ့ကျန်အဖြေမှန်သူတွေကထိတ်ဆုံးအယောက်90ကိုပုံးပေ1000ထပ်မံစုချင်းမြင်ပြီးမှဖြစ်ပါတယ်။တောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ကနေလိုတရမြန်မာဇလန်တွေကိုကြည့်ရှုအားပေးတဲ့ပရိသတ်များကိုကျေးဇူးတုံ့ပြန်သောအားဖြင့်အပတ်စဉ်မေးခွန်းတွေကိုဖြေဆိုသူတွေကကန်ထူးကန်ကောင်းသူတအုပ်ကိုရွေးချယ်ပြီးတော့လက်ထုံးဆက်တစည်းကန်စမ်းမဲ့ဖောက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်လေးကြည့်ပြီးပုံစံတစည်းကန်ထူးခွင့်ရမယ်အထူးအခွင့်အရေးကြီးကိုတောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ရဲ့ Facebook Page ကနေကြေညာသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကန်စမ်းမဲ့ဖောက်မဲ့အစီအစဉ်ကိုတောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ရဲ့ Facebook Page ကနေ Direct Live ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ကန်စမ်းမဲ့တဲ့အချိန်ဆက်သွယ်တဲ့အခါမှာအကြောင်းမပြန်ကြားခြင်းဖုန်းမကင်ခြင်းများရှိခဲ့ပါကကန်ထူးရှင်ကိုထပ်မံရွေးချယ်မင်းလိုက်သွားမှာဖြစ်ပါတယ်။သူကြသေးကြမှသာဆုတ်ပေးအပ်သွားမှာဖြစ်ပါတယ်။ကန်စမ်းမဲ့နှိုက်ချိန်အစီအစဉ်အသေးစိတ်ကိုတောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ရဲ့ Facebook Page မှာကြေညာသွားမှာဖြစ်ပါတယ်။ကန်စမ်းမဲ့အစီအစဉ်မှာပါဝင်ပြီးမေကွန်းဘဟီလီမှာဖြည့်ဆို့မဲ့သူတွေကတော့တောင်မော်သားရေရှင်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်ရဲ့ Facebook Page ကပေးတဲ့ link ကနေဝင်ရောက်ပြီးတော့မေကွန်းများကိုဖြည့်ဆို့မှာဖြစ်ပါတယ်။ဘလို့အချက်လက်တွေကိုဖြည့်ဆို့ရမလဲဆိုတော့အမည်မှတ်ပုံတင်နံပါတ်လိပ်စာဖုန်းနံပါတ်နဲ့စိုက်ပျိုးရေးဆိုင်ရာအချက်လက်များကိုဖြည့်ဆွတ်ပြီးတော့အဖြေမှန်တဲ့တကွပူတွဲတိတိကျကျဖြည့်ဆို့ပြီးတော့ပေးပို့ရမှာဖြစ်ပါတယ်။တောင်မော်သားရေရှင်ကုမ္ပဏီဝန်ထမ်းများဝန်ထမ်းမိသားစုဝင်များနဲ့ဇလန်ဝင်အဖွဲ့သားများပါဝင်ဖြည့်ဆို့ခွင့်မရှိပါ။ဆိုရရှိသူများသည်နိုင်ငံသားစီစစ်ရေးကတ်ယူဆောင်လာရမည်ဖြစ်ပြီးအချက်လက်မကန့်ညီပါကစုပ်ထုတ်ယူခွင့်ရရှိမည်မဟုတ်ပါ။မြန်မာနိုင်ငံရဲ့ပထမဦးဆုံးဇလန်တွေကြည့်ရင်ဗေလိဖြေပြီးကန်ထူးကန်ကောင်းဝင်ရမယ်လိုတရမြန်မာ TV ဇလန်တွေအစီအစဉ်ကို February လ14 ရက်နေ့ကျရင် MRTV4 ရုပ်သံလိုင်းမှာစတင်ထုတ်လွှင့်ပြသမှာဖြစ်တဲ့အတွက်အားပေးကြည့်ရှုကြဖို့စစ်ခင်လေးစားစွာဖြင့်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ